မိန်းကလေးကယောက်ျားလေးရဲ့အမိကနတ်များကိုဆွဲထုတ်ဖို့ပြင်နေတော့မှပဲများထဲကမော်စွာအင်ကရုတ်တရက်အသက်ဝင်လာပြီးတုံ့ပြန်ခဲ့ပါတယ်။သူမလည်းလန့်ပြီးလက်ကိုချက်ချင်းပြန်ရုပ်လိုက်ရပါတယ်။ဒီများကိုပေါ့ပေါ့ဆဆမဖိရှားတင်ဘူးဆိုတာသူမကောင်းကောင်းသိပေမဲ့အခြေအနေကတော့တဖြည်းဖြည်းပိုဆိုးလာပါတော့တယ်။နတ်များကယောက်ျားလေးရဲ့အမိကိုတဖြည်းဖြည်းစားသုံးနေတာမို့ဒီအချိန်ကအရေးပါဆုံးပါပဲ။ဒီအရေးကြီးတဲ့အချိန်မှာမိန်းကလေးဟာသူမရဲ့မော်အမတ်အသားကိုခေါ်ယူပြီးနတ်များရဲ့တိုက်ခိုက်မှုကိုသူမတယောက်တည်းရင်ဆိုင်ခံယူလိုက်ပါတယ်။ယောက်ျားလေးရဲ့အမိကတော့ဘာထိခိုက်မှုမှမရှိဘဲကြံခဲ့ပေမဲ့မိန်းကလေးကတော့ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ကြံရစ်ခဲ့ရပါတယ်။တခြားသူတွေမကြခင်ရောက်လာတော့မယ်ဆိုတာခန်းစားမိတာနဲ့သူမဟာယောက်ျားလေးကိုအတင်းအမြန်တတိပေးလိုက်ပါတယ်။အင်အားသက်သက်ကိုပဲအားကိုပြီးမတိုက်ခိုက်ပါနဲ့။ကိုယ့်ရဲ့ဉာဏ်ပညာကိုသုံးပြီးကိုလူမြောက်အောင်စူးစမ်းပါလို့မှချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ရန်သူတွေဟာနောက်လိုက်တွေနဲ့အတူရောက်ရှိလာပါတော့တယ်။မိန်းကလေးမျက်စိရှိတင်သူတို့ဟာသိစေနိုင်တဲ့မော်အသားအစီတစ်ခုကိုဖန်တီးပြီးယောက်ျားလေးကိုရရက်ဆက်ဆက်ချုပ်အောင်ဖမ်းဆီးလိုက်ကြပါတယ်။မိန်းကလေးကယောက်ျားလေးကိုရှို့ထွက်တဲ့အချစ်တစ်ချက်နဲ့အချက်ပြလိုက်ပါတယ်။ချက်ချင်းဆိုတယ်လို့ပဲယောက်ျားလေးကသူ့ခေါ်အားလုံးကိုစုစည်းပြီးမိုးကြိုးရှက်စီရဲ့စွမ်းအားကိုအသုံးပြုကနတ်များကိုသူ့အမိထဲကနေအတင်းအကျပ်ထုတ်ပစ်လိုက်ပါတယ်။နတ်များကလေထဲမှာဝဲပြန်သွားပြီးရန်သူရဲ့ပါးပြင်ကိုပြတ်သားစွာဖျက်တောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခေါ်အားတွေအားလုံးကုန်ဆုံးသွားပြီးမိုးယောက်ျားလေးကဆက်လက်မတင်ချုပ်နိုင်တော့ဘဲမြေပြင်ပေါ်လဲကျပြီးတတိလစ်သွားပါတော့တယ်။ရန်သူကဒီကိစ္စအားလုံးကိုမိန်းကလေးကစီစဉ်ခဲ့တာလို့ချက်ချင်းနားလည်သွားပေမဲ့သက်သေမရှိတာကြောင့်သူကနတာပြန်သွားဖို့ကလွယ်ပြီးတခြားရွေးစရာမရှိခဲ့ပါဘူး။ရန်သူတွေထွက်ခွာသွားတာနဲ့ယောက်ျားလေးပေါ်ကချုပ်နှောင်မှုတွေအလိုလိုပြေပြောက်သွားပြီးသူ့ရဲ့ငှအမိကလူချီတော့အဖြစ်ပြောင်းလဲသွားပါတော့တယ်။မိန်းကလေးလေးမကြခင်ပြန်ရောက်လာပြီးသူထပ်ဖို့ပြင်းနေတာမြင်တော့သူမရဲ့မျက်နှာလေးရှက်သွေးဖြာသွားပါတယ်။သူမကရှက်ရှက်နဲ့လှည့်လိုက်ပြီးယောက်ျားလေးဝတ်ဖို့အဝတ်အစားတွေကိုမော်ပညာနဲ့ဖန်ဆင်းပေးလိုက်ပါတယ်။ပြီးတော့ယောက်ျားလေးရဲ့ခြေထောက်ပေါ်ကဒဏ်ရာတွေကိုနူးညံ့စွာကုသဆေးလိမ့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာယောက်ျားလေးကမိန်းကလေးကိုကြည့်တဲ့ပုံစံဟာတိတ်ဆိတ်စွာပဲချစ်ချင်းမြတ်တာအဖြစ်ပြောင်းလဲသွားပါတော့တယ်